ပခုတ်ကူနယ်မှာအရင်မူးပြီးတော့ရွာတဲ့ဆဲတော့သားကဆဲတာဓာတ်ကင်ပြီးတော့ဆဲတာဆဲတော့ဖေးဖြစ်တဲ့လူကသားကိုရာသွမှုတွေကျွလွန်မိမှဆိုးလို့နောက်ကနေလိုက်ပြီးတော့ဆွဲတာရှေ့ကသားကအရက်ကမူးနေတာလက်ထဲမှာဓာတ်နဲ့လာဆွဲရပါမလားဆိုပြီးတော့နောက်လှည့်ပြီးတော့ရမ်းပလိုက်တာအဲ့ဒါအဖေကြီးပွဲရင်ပြီးသေရှာတယ်အဲ့ဒီတကားရဲ့နာမည်ကအေးတောင်းတဲ့တကယ်ဖြစ်ခဲ့တာနော်အဲ့ဒါထောင်ကြတယ်ပြင်စာနန္ဒိယကံထိုက်တယ်ဩစရာကောင်းတယ်နော်အဲ့ဒါအရက်ကြောင့်သူ့အဖေကိုသူချစ်မှာပါပဲအဖေမှမသိဘာမှမသိညာမှမသိမူးနေတော့လုံးမိလို့ရလှုပ်လိုက်တာအဲ့ဒီအမှားပြင်လို့ရလိမ့်လားမရဘူးအဲ့ဒါသေရင်သေချာပေါ့ငရဲကြပြင်စန္ဒရိယကံအဲ့ဒီအေးတောင်ကတော့ကံဆိုးတယ်မသေရင်အစားငရဲကြတယ်အဲ့ဒါသူထောင်ထဲရောက်တော့လေဟိုထောင်သားတွေတောက်ဖို့အတွက်ရင်နွေးဦးကြီးတွေမူပြဲတွေကြီးတွေနဲ့ကြိုးတာရှိတယ်အဲ့ဒါသူကခုံမနဲ့တွေစီးပြီးတော့အဲ့ဒီရင်နွေးတွေကိုခတ်ပြီးတော့အလှဲ့ကြတိုက်ရတာလို့ဆိုတယ်အဲ့ဒီပွက်ဆူတဲ့ရေနွေးအိုးတဲကိုချီချော်ပြီးတော့လိမ့်ကြတာဗျာအဲ့ဒီလူကနောက်တော့အဲ့ဒါဆေးရုံပေါ်ရောက်တော့ပူလောင်ပူကြီးတွေအများကြီးတွေဖြစ်အော်ဟစ်ပြီးတော့အဲ့ဒါသေသွားရောနော်အဲ့ဒါလိုမျိုးပြစ္ဆုတ်ပံမှာကြီးကျယ်တဲ့နောင်တတန်တရားမှာကြီးကျယ်တဲ့နောင်တတွေကိုရစေတတ်တာကအရက်သေးစာသည်လည်းပဲအဓိကကျတဲ့နေရာကပါတယ်ဒီအရက်သေးစာနဲ့ပတ်သက်ပြီးတော့ပြင်မရတဲ့အမှားတွေမှားပြီးတော့နောင်တတွေနဲ့ပူဆွေးနေရတဲ့လူတွေအများကြီးရှိလိမ့်မယ်လို့ထင်တယ်။ဒါကြောင့်နောင်တရเสียအကြောင်းတရားတွေအများကြီးရှိတဲ့အထဲကအဲ့ဒါတွေလည်းပဲတကြောင်အပါဝင်ပါလို့လူငယ်တွေကိုနားလည်စေခြင်းတယ်။